မန်စီးတီးကနေမထွက်ခင်ဂွာဒီယိုလာနဲ့ဘာတွေပြောခဲ့ကြသလဲဆိုတာပြောပြလာတဲ့ Alvarez Julian Alvarez ဆိုတာဒီဘက်ခေတ်ရဲ့ underrated အဖြစ်ဆုံးကစားသမားတွေထဲမှာပါဝင်ပါတယ်။ Alvarez ကအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြပေးုံတင်မဲ့ကရောက်လေရအသင်းတိုင်းဖလားရတတ်တဲ့လက်မျိုးလေးရှိပါတယ်။ဒါပေမဲ့ Man City အသင်းမှာ Alvarez ကအရန်အဖြစ်နဲ့သာကစားနေရတဲ့အတွက်Atletico Madrid ကိုပြောင်းရွှေ့ခဲ့ပါတယ်။အဲဒီလိုမပြောင်းခင် Man City နီးပြဖက်ဂွာဒီယိုလာနဲ့သူဘာတွေပြောခဲ့ကြသလဲဆိုတာ Alvarez ကပြောပြလာခဲ့ပါတယ်။ Man City ကနေမထွက်ခင်ဖက်ဂွာဒီယိုလာနဲ့နောက်ဆုံးစကားပြောခဲ့တာကိုကျွန်တော်ဘယ်တော့မှမမေ့ပါဘူး။သူကကျွန်တော်ကိုဒီနှစ်အတွင်းမင်းလုပ်ပေးခဲ့တဲ့အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်။စူဖလားတွေအများကြီးကိုမင်းရှူပေးခဲ့တာပါ။မင်းကဘယ်တော့မှပြဿနာမရှာခဲ့ဘူး။အသင်းစီကိုဘာဒုက္ခမှယူဆောင်မလာခဲ့ဘူး။ဘာမှကိုမရှိခဲ့တာပါ။မင်းကအမြဲတမ်းမင်းရဲ့အကောင်းဆုံးပုံစံကိုပဲပေးခဲ့တယ်ဆိုပြီးတော့ပြောခဲ့ပါတယ်လို့ Alvarez ကပြောပြသွားတာလည်းဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။